သာသနာတော်နှစ်2550ခုနှစ်ဘောဓတက္ကရာ1369ခုနှစ်ဒုတိယဝါဆိုလဆန်း17ရက်နေ့ညရန်ကုန်တိုင်းစမ်းချောင်းမြို့နယ်သမစေရီလမ်းရှုစလစီပွားရေးတာဝန်အခမ်းအမှတ်905ကရှိနေဥက္ကံတူတော်ခင်ခင်ဝေမိသားစုတို့၏နေအိမ်တိုက်ခန်းအတွင်းဝယ်ဆင်းကျင်းပပြုလုပ်အပ်သည့်ညဥယျာဉ်ဓမ္မသဘင်အခမ်းအနား၌ဟောကြားအပ်သောဘဝခရီးဝယ်ရွေးချယ်ရမည်လမ်းတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်အခမ်းအနားကိုရှင်ဘုန်းတော်တဲ့ရှင်တော်မြတ်ဘုရား၏မဟာကရုဏာကုံအာယုံပြုကာတိကျူပတ်ဆိုအပ်သောဝန္ဒနာပနာမအာသီတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကဗံကောတိဟိပိအပမေယံကာလံကရွန်တော်တိတုကရာတိခေရံကတောလောကဟိတယာနာသောနမောမဟာကရုဏိကတတတ္တယောနာသောဝိနိယမြာသာတတ္တဝါဣချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဘုရားသည်ကဗ္ဗဂောတိဟိတိဂရေကဘာရေအတွက်သင်္ချာလို့ဖြင့်တော်လဲအဘမေယံရေကတိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဣဒယတတလောကဤအကျိုးစီးပွားအလုံးငါတတိဒုက္ခရာနိဥစ္စာအသက်ချေလက်အင်္ဂါမေတ္တာကြီးမာသမိသာနှင့်တခါသတိသမြင်ကြီးဟုကျတိထဝေငါးဘက်အစုအလုံးခဲရင်သောဘုလိုကိုကရောတော်ဘုရားဖြစ်ရန်ဤတန်ကျိုးကိုအထုတော်မူရသည်ဖြစ်၍ခေရအချင်းမျက်လုံးအသက်ဆုံးနဲ့နှလုံးစေဝံကိုရောဤပြမန်းခြင်းတို့တတော်ဝဒနာတိကများစွာရောက်တော်မူခဲ့ရရှာလိမ့်မည်မဟာကရုဏီကသတ္တတော်ဝါများယဝေသာကဲ့သို့သနာရှိခင်မဟာကရုဏာအရှင်ဖြစ်တော်မူသောသတ္တနာသတ္တဝိနိယများစွာသတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဘုံပေါင်းခါသဖြင့်နာထအမြညာထိုရှင်တော်မြတ်ဘုရားအားနမောယုတိပြောင်းပြောမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းဘဝခရီးမှာရှောင်လန်းရမယ်လားလူတိုင်းဘဝတစ်ခုရထားကြရထားတဲ့အခါကျတော့မိမိတို့ရဲ့ဘဝမှာဘာသာတရားတွေကလည်းမျိုးစုံရှိဟောပြောတဲ့ပုဂ္ဂိုလ်တွေကလည်းအများယုံကြည်ချက်တွေကလည်းအများကြီးရှိ။ဘာနဲ့ဥပမာတူတယ်လဲလို့ဆိုရင်ရေပုံကြီးတစ်ခုကြည့်လိုက်လမ်းဆောင်တွေကအများကြီး။အဲဒီလမ်းဆောင်ရောက်နေတဲ့ပုဂ္ဂိုလ်တရားမှာဘယ်လမ်းနဲ့လျှောက်ရမလဲဆိုလမ်းရွေးချယ်ဖို့ဆိုတာတော့ခဲဘယ်လမ်းသွားရမလဲဒီကနေ့ကမှလည်းကြည့်ပေါ့ဘာသာတရားတွေအခုနဲ့တခုတူညီတာမဟုတ်မမှန်တရားလို့ပြောတဲ့အရာတွေကလည်းတခုနဲ့တခုမတူညီဘူးမတူညီတဲ့အခါကျတော့တခုကအမှန်လို့ပြောလို့လည်းတခုကျတော့အမှားဖြစ်နေတယ်အမှန်နဲ့အမှားရွေးချယ်ဖို့ရစမ်းမရှိဘူးဆိုလို့ရှိရင်
ရွေးချယ်တတ်ဖို့အမှန်တမ်းခိုင်းပါတင်စားပြီးတော့ဘဝခရီးကိုမေလန်းကရှောက်ရမလဲကိုယ့်ကိုရွေးချယ်တတ်ဖို့အမှန်တမ်းအရေးကြီးပါဘုရားဘာသာတရားတော်ထဲမှာတောင်းမှပဲအရွေးခဲ့နေတဲ့ပုဂ္ဂိုလ်တွေရှိသေးတာပေါ့ဥပမာလဲမြန်မာနိုင်ငံမှာကမ္မထမ်းကြီးတွေအမျိုးမျိုးရိတ်တာအမျိုးမျိုးရှိတဲ့အဲမှာတချို့ရိတ်တာကဘာကိုရှိရမယ်လို့ဟောတယ်တချို့ရိတ်တာကဘယ်ဟာကိုရှိရမယ်လို့ဟောတယ်အဲဒီလိုဟောတာကိုစာပေကျမ်းကမကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တရားအနေနဲ့စဉ်းစားလိုက်မယ်ဆိုလို့ရှိရင်ဘယ်ကံကပို့ပြီးတော့မှန်တယ်လေဘယ်နည်းကပို့ကောင်းတယ်လေဆိုတာပြောဖို့ခက်အဲဒီလိုရွေးချယ်ဖို့ခက်နေတဲ့ပုဂ္ဂိုလ်တွေအတွက်ဘုရားမြတ်စွာကလမ်းကြောင်းတစ်ခုကိုရွေးချယ်ပေးတယ်ဘုန်းကြီးတို့တွေအဲဒီလမ်းကရှောက်တာဘဝခရီးသွားတဲ့အခါတရားရွေးပေးတဲ့လမ်းအမှန်တရားနဲ့ပတ်သက်ပြီးတော့ဝေစရာတွေဖြစ်လာလို့ရှိရင်မှန်ကန်တဲ့လမ်းကိုဘယ်လိုရွေးမလဲဆိုတာကိုဘုရားမြတ်စွာကကေသမုဒ္ဒိတရုံလို့လည်းခေါ်တယ်မြန်မာနိုင်ငံမှာထင်ရှားတာတော့ကာလမတုတ်လို့ထင်ရှားတော်တော်များများကကာလမတုတ်လားအချို့အချက်ကလေးများကိုယူပြီးတော့ပြည့်ပြည့်စုံစုံမဟုတ်ဘဲနဲ့ဘုရားမြတ်စွာဟောထားတဲ့ကာလမတုတ်ထဲကအချို့အချက်ကိုယူပြီးတော့မပြည့်မစုံရေးသားထားကြတာလည်းရှိတယ်။ဘုန်းကြီးကဒီကနေ့ကာလမတုတ်ကိုချုံးငုံပြီးတော့ကာလမတုတ်လားဘုရားဟောကြားတဲ့ရွေးချယ်ရမယ့်လမ်းဆိုတာပါလေ။ဘုန်းကြီးတို့တွေဘဝခရီးကိုရှောင်လန်းတဲ့အခါရဲရဲဝံ့ဝံ့ပြတ်ပြတ်သားသားကိုယ်လန်းကိုရွေးချဖို့မြတ်စွာဘုရားကလည်းထိုကဲ့သို့ရွေးဖို့ရတဲ့နိလန်းညွန်ပြပြီးတော့ဟောတာဖြစ်တယ်။ဘာဖြစ်လို့ဒီသုတ်ဟောတာတော့လို့ဆိုတော့ဒီသုတ်ဟောတဲ့နေရာဌာနကအိန္ဒိယနိုင်ငံကဒေသတစ်ခုမှာကောသလတိုင်းထဲမှာအပါအဝင်ဖြစ်တဲ့ဒီဂုံးရွာကြီးတစ်ရွာရှိတယ်။အဲဒီရွာကြီးကိုကေသမုဒ္ဒိရွာကေသမုဒ္ဒရွာလို့ခေါ်တယ်။အဲဒီကေသမုဒ္ဒရွာကြီးကဘယ်နားမှာရှိတော့လို့ဆိုတော့တောအုပ်ကြီးတစ်ခုရဲ့အဝင်ဝမှာရှိတယ်တဲ့။တောအုပ်ကြီးအဝင်ဝမှာရှိတော့ဆိုဒီတောတန်းကြီးကဖြတ်သန်းပြီးတော့ဟိုဘက်ကိုသွားကြရအဲ့တော့ဒီကေသမုဒ္ဒဆိုတဲ့ဒီကုန်းရွာကြီးကတောအဝမှာရှိတော့တောစခန်းကိုဖြတ်သန်းလို့သူတိုင်းသူကေသမုဒ္ဒမှာတဲခုပြီးစခန်းချကြရတယ်။တောရင်းကြီးကိုဖြတ်သန်းပြီးတော့ဒီဘက်ရောက်လာတဲ့ပုဂ္ဂိုလ်တိုင်းဟာလည်းကေသမုဒ္ဒဆိုတဲ့ဒီကုန်းရွာမှာခိတ္တခဏကျန်နာကြရဆိုတော့တကယ်စခန်းကြီးတစ်ခုဖြစ်နေတာပေါ့အဲဒီကေသမုဒ္ဒရွာစခန်းကြီးမှာဘာသာရေးဆိုင်ရာပုဂ္ဂိုလ်ကြီးညောင်များစွာတောစခန်းဖြတ်သန်းပြီးတော့ခရီးသွားကြတာရှိခဲ့တယ်။ဘုရားမြတ်စွာလက်ထက်ကလည်းဘာသာတရားဟောပြောတဲ့ပုဂ္ဂိုလ်တွေကအလွန်များတယ်။အဲဒီပုဂ္ဂိုလ်တွေကရောက်လာလို့ရှိရင်ကေသမုဒ္ဒရွာမှာဟောပြောပွဲတွေလုပ်သွားတယ်ဟောပြောရေးလုပ်လို့သွားကြတယ်ဟောတဲ့ပုဂ္ဂိုလ်တိုင်းဟာသူ့ဝါဒကိုရှေ့တန်းတင်ပြီးတခြားပုဂ္ဂိုလ်တွေရဲ့ဝါဒကိုပုတ်ခတ်ပြီးပြပြောသွားတာတွေရှိတယ်များသူ့ဝါဒကကောင်းတယ်သူ့ဝါဒကကောင်းတယ်တခြားဝါဒတွေကမမှန်ဘူးတို့ဝါဒကကောင်းတယ်မင်းတို့တခြားဝါဒတွေကမမှန်ဘူးတဲ့မိမိဝါဒကိုရှေ့တန်းတင်ပြီးတခြားဝါဒတွေကိုပြစ်တင်ရှုပ်ပြပြီးတော့ဟောတော်ကြတယ်။ဒ
မြတ်စွာဘုရားကြွလာတဲ့အခါကျတော့ကိတဗုဒ္ဓယောကကာလာမလို့ခေါ်တဲ့အမျိုးသားတွေဟာဘုရားရှိရာကိုထွက်လာကြတယ်ဘုရားအမတ္တမထိုခေတ်ထိုကာလတုန်းကဘုရားမြတ်စွာဂုံကလေးအမတန်ကြီးတဲ့ပုဂ္ဂိုလ်ဂုံကလေးကြီးတော့ဘုရားကြွလာပြီဆိုလို့ရှိရင်ဘုရားကိုလာရောက်ပြီးတော့စီကပ်ကြတယ်အဲဒီလိုလာရောက်စီကပ်ပြီးတော့သူတို့ရဲ့အခြေအနေမှန်ကိုမြတ်စွာဘုရားကိုရှောက်တယ်ဘုရားဘာသာတွေတော့ဟုတ်မှာမဟုတ်ဘူးအားလုံးကဘုရားဘာသာမဟုတ်ဘူးသို့တော့နာမည်ကျော်ကြားတဲ့ဘာသာရေးခေါင်းဆောင်တခုလာဆိုပြီးတော့လာရောက်ပြီးတွေ့ကြတဲ့သဘောပဲအဲ့လိုတွေ့တဲ့ချိန်မှာလူတွေကဘာလျှောက်တယ်ဆိုတော့ရှင်ဘုရားတဲ့ဘာသာရေးဆရာတွေဟာခိုင်းပြီးပြီးကဘာသာရေးအမျိုးမျိုးကဒီကေနဗုဒ္ဓရောက်လာကြတယ်ဗျာရောက်လာပြီးတဲ့အခါမှာသူတို့ဘာသာတရားသူတို့ရဲ့အယူဝါဒကောင်းကြောင်းဟောပြီးတော့တခြားအယူဝါဒတွေကိုတော့မမှန်ဘူးဆိုပြီးတော့ပြစ်တင်ရှုတ်ချသွားကြတယ်ဗျာအဲ့ဒီလိုကြီးပဲသွားတော့တပည့်တော်တို့မှာဘယ်ဟာကအမှန်တရားလဲဘယ်ဟာကမမှန်ဘူးလဲဆိုတာရွေးချယ်ဖို့ခက်နေတယ်ဗျာဘယ်သူပြောတာမှန်ပြီဘယ်သူပြောတာမှားတော့တပည့်တော်တို့မှာရွေးချယ်ဖို့ခက်တယ်ဟောဒီကနေ့ခေတ်လည်းဒီလိုအခြေအနေပဲလောကမှာဘာသာတရားရဲ့တစ်ခုနဲ့တစ်ခုမတူဘူးမတူတဲ့ဘာသာတရားတွေကိုကြည့်လိုက်ရင်ဟောဘုဘာသာကကောင်းလို့ဒီဘာသာကောင်းလို့ဘုရားကမှန်လားဒီဟာမှန်လားဘယ်ဟာကိုရွေးချယ်ပြီးလိုက်နိုင်ရမှာမသိအောင်လူတွေမှာအခက်အခဲကြုံနေတာကေတဗုဒ္ဓရွာကလူတွေကလည်းဒီလိုအခက်အခဲကြုံနေလို့မြတ်စွာဘုရားနဲ့တွေ့တဲ့အခါရှောက်တော့မြတ်စွာဘုရားကဟုတ်တာဟောတယ်အမျိုးမျိုးပြောနေတဲ့ကြားထဲကနေဘယ်ဟာမှန်တယ်ဘယ်ဟာမှားတယ်ဆိုတာတန်တရားဖြစ်เสียကြီးပဲတော်ကဘုန်းကြီးစီတက္ကသိုလ်ရောက်လာတော့တချို့ပုဂ္ဂိုလ်တွေရဲ့အတွေးကိုမရှောင်တချို့ဘာသာတရားကလိုက်နာဖို့အမှန်တန်ခက်ခဲတချို့ဘာသာကလိုက်နာဖို့ခက်ခဲလွယ်တယ်ပေါ့တချို့ဘာသာခက်ခဲပြီးတချို့ဘာသာလွယ်တော့လူဆိုတာအလွယ်ကြိုက်တယ်ဆိုပါစို့ဘုရားဘာသာရဲ့အခြေခံကိုပြောလို့ဆိုရင်ဘုရားဘာသာကံကိုင်းအကျိုးကိုလေးနဲ့ထားပြီးတော့ဟောတယ်ကုသိုလ်ကအကုသိုလ်ကကိုလောက်တာကိုခံရတယ်မကောင်းတာလုပ်ရင်မကောင်းတဲ့အကျိုးခံရတယ်ကောင်းတာလုပ်ရင်ကောင်းတဲ့အကျိုးစံစားရတယ်ကံကိုင်းအကျိုးအလေးနဲ့ထားပြီးတော့ဘုရားဘာသာမှာဟောတယ်ကိုလိုကိုခံဘုရားဘာသာတရားကမှားတာမရှိဘူးဒီလိုဟောတော့တချို့ဘာသာကတော့အဲ့လိုမဟုတ်ဘူးလုပ်ချင်တာလုပ်ဘုရားရှိဒူးထောက်ပြီးတော့ confession လုပ်လိုက်တောင်းမှလည်းမယ်ဖြစ်တည်ကုန်ပြီးပြောတော့လွေးတာဟုတ်လွေးတော့စိတ်ကူးထဲမှာသူတို့ဘယ်လိုပေါ်တော့လို့ဆိုတော့ဘုရားကိုကိုးကွယ်ထားရတယ်ဘုရားကမလည်းမမဘူးကိုဖြစ်တာကိုခံရမယ်ဆိုလို့ရှိရင်မလည်းဘုရားကိုးကွယ်ရတာပိုကောင်းလားဒီလိုအတွေးမျိုးတွေပညာရှိမလည်းဘုရားကိုယ်ကိုယ်ရတာပို့ပြီးတော့မကောင်းဘူးလားအဲ့ဒါနဲ့ပတ်သက်ပြီးဘုန်းကြီးကပြောလိုက်တယ်အေးတကယ်ဟုတ်ရင်တော့မလည်းဘုရားကိုယ်ကိုယ်ကောင်းတာဟုတ်မမပဲနဲ့မလည်းချင်းနေပြီးတော့ကိုယ်ကိုယ်ရတာလူဖြစ်ရှုံးတယ်ဘုရားအားကိုးနဲ့လုပ်ချင်ရလို့အချိန်ကြရင် confession လုပ်လိုက်လို့ရှိရင်အားလုံးပြီးရောက်တယ်ဆိုတာသူပြောတဲ့အချိန်တကယ်ဖြစ်တာလားမဖြစ်ဘူးလားဆိုတာတော့စဉ်းစားဖို့လိုဖြစ်ရင်တော့လည်းအားကိုးစရာကောင်းတာပဲဟုတ်တယ်လေလူဆိုတာအလွယ်ကြိုက်တာပဲ
ဘုန်းကြီးကဥပမာတစ်ခုပြောပြတယ်အေးစိတ်တစ်ခုကိုကျူးလွန်ပြီးတဲ့အခါဥရိယအေးယူခံရပြီအဲ့ဒီအေးယူခံရတဲ့အခါမှာဘုရားရှင်က confession လုပ်လိုက်ပြီးတော့ဒီအဖြစ်ကဖတ်တော့ပါတရားရုံးမှာချောင်းကျက်ပြီးဒီအဖြစ်ကလွတ်ငြိမ်းချမ်းသာခွင့်တောင်းရင်လောကမှာရနိုင်သလားမရနိုင်နော်လက်တွေ့အားဖြင့်မရနိုင်တာကိုရတယ်လို့ထင်ပြီးတော့ပြမှုကျူးလွန်တဲ့ပုဂ္ဂိုလ်ကိုရုံမနေပဲဘူးလားအေးလောချနာလုံးပဲတရားရုံးကြတော့ကချောင်းကျက်ပေးလိုက်မယ်ချောင်းကျက်ပေးလိုက်တာနဲ့တကယ်နဲ့ပြမှုတွေအားလုံးဘယ်လိုမျိုးလွတ်စေဆိုရမှာဒီလုံးတဲ့ဥပဒေကတော့မရဘူးဆိုရင်သဘာဝတရားကနှုတ်ထားတဲ့ဥပဒေဘယ်လိုလုပ်ရဆိုတော့ဒီကစဉ်းစားပါတဲ့လောကမှာအပြောနဲ့တင်တာလောကမှာအများကြီးရှိတယ်တကယ်လက်တွေ့မဖြစ်ဘူးနော်တကယ်လက်တွေ့မဖြစ်တာအများကြီးအဲ့တော့ကိုလို့ရင်ကိုခံရတယ်ကိုကြိုးစားရင်ကိုဆံရတယ်ဆိုတာအလုံးကျင့်တတ်တဲ့ဘုန်းကြီးတို့ကအဖြစ်လို့ဆိုတရားရာပုဂ္ဂိုလ်ကိုတည်တာနိလက်တွေ့ကြတော့လည်းမဟုတ်ဘူးဆိုဟုတ်တယ်ကလေးတွေကာဝတ်ဖြစ်တဲ့ကလေးတွေကြီးကိုစားချက်ကိုရတာပဲလေကိုစားရင်ကိုဝတာပဲဒီများသားကခံကြည့်ရင်ကိုမဝဘူးပေါ့လက်တွေ့တကယ်ကို practical ကြတာဘုရားတရားတော်တကယ်ပဲဘုလို့ကကိုခံရတဲ့တကယ်လက်တွေ့မှလည်းဟုတ်တယ်ကိုကြိုးစားရင်ကိုဖြစ်တာမကြိုးစားရင်မဖြစ်ဘူးဉာဏ်ဉာဏ်တွေဘလောက်ကောင်းကောင်းအိုင်ကျူဘလောက်မြင့်မြင့်ကြိုးစားဖို့ဆိုတဲ့ပုံဘာမှဖြစ်မှာကြိုးစားပြီဆိုရင်လောဘဝိရိယနဲ့ကြိုးစားတာအေးအရာရာမှာဘုရားသခင်ကမနေတယ်ဆိုတဲ့ပုံကိုယ်တွေကြတယ်အချိန်တန်ဘုရားအားကိုးဖို့ဆိုတော့သူကကိုယ်ပိုင်ဉာဏ်နဲ့စဉ်းစားเสียဘာမှမလုပ်ဘူးWhat should be done, what should not be done, ဘာလုပ်တဲ့လဲဘာမလုပ်တဲ့ဘူးလဲဆိုတော့ဖိုက်ထားကြရတယ်မလို့လုပ်တဲ့မလုပ်တဲ့စဉ်းစားနေကြမလို့လုပ်ချင်တာလုပ်လူရဲ့ဉာဏ်ဉာဏ်တွေကလည်းဘာမှတန်ဖိုးမရှိလူရဲ့လုံလဝိရိယလည်းဘာမှတန်ဖိုးမရှိအတိမမပြုတဲ့သဘောဖြစ်တရားရာမှာဘုရားသခင်ရဲ့လူတော်ကြားဒီလိုဖြစ်သွားတာဟုတ်အဲ့တော့လက်တွေ့မှာဒါလေးအကုန်ဖြစ်နိုင်သလားလို့ဆိုတာကိုယ်ပိုင်ဉာဏ်နဲ့လည်းစဉ်းစားကြည့်ဘုရားကျမ်းစာဟောတဲ့တရားတွေကလက်တွေ့လုံးလို့ရတဲ့တရားကိုဟောတာနော်စိတ်ကူးရင်ပြီးတော့မျှော်မှန်းရမှာမဟုတ်ဘူးဒီကလေးလုံးနေတဲ့လုံးရသည်လက်ဖြင့်ကအကျိုးဖြစ်ဖို့တကယ်လုံးနေဆိုတော့ဒီလမ်းပေါ်မှာလျှောက်နေဒီစခန်းရောက်မယ်ဆိုတာသိချာမိတာလမ်းကြောင်းပေါ်မှာလျှောက်နေပြီထိုလမ်းကြောင်းမှန်မှန်သာလျှောက်နေစခန်းကိုမြင်ရသည်ဖြစ်စေမမြင်ရသည်ဖြစ်စေလမ်းကြောင်းမှန်ရင်ထိုစခန်းကိုရောက်တော့မှသိချာဆိုပါတော့ရွှေကုံဘုရားကိုတော့ရွှေကုံဘုရားကိုဥတည်ထားတဲ့လမ်းကြီးပေါ်မှာသာလျှောက်ရောက်ကိုရောက်တော့မှအေးရောက်ရင်တော့ပြန်မလျှောက်နဲ့မရောက်တဲ့လမ်းလည်းမလျှောက်နဲ့မရောက်တဲ့လမ်းလျှောက်မယ်ကြောင်းပြန်လျှောက်မယ်ဆိုရင်ရွှေဘုရားရောက်မှာဟုတ်တယ်ဒါတွေကငြင်းပယ်လို့ရတဲ့အရာတွေမဟုတ်ဘူးဒါကြောင့်မြတ်စွာဘုရားကလက်တွေ့အနေနဲ့ကိတ္တမုဒ္ဒိကလူတွေကိုကိတ္တမုဒ္ဒရွာလူတွေကိုလက်တွေ့အနေနဲ့ကိုယ်ပိုင်ဉာဏ်ချက်လုံးလို့မြတ်စွာဘုရားဒီသုဒ္ဓံကိုဟောတာအဲဒီသုဒ္ဓံကလူတိုင်းအတွက်ဘဝခရီးမှာခိုင်တိုင်းတစ်ခုရုံးမယ်လို့လည်းပြောတယ်ပြောခရီးလမ်းကြောင်းပဲအမှန်တမ်းတန်ဖိုးရှိတဲ့ညာတစ်ခုကိုဘဝခရီးရွေးချယ်ရမယ်နာမ်ဒီထဲမှာပြတယ်ကေတမုဒ္ဒိကလူကေတမုဒ္ဒရွာကလူတွေကိုမြတ်စွာဘုရားအေးဒီလိုတန်လျာဖြစ်နေတယ်ဆိုလို့ရှိရင်ငါပြောမယ်
မှန်တရားကိုရှာတဲ့အခါမှာမာအနုတ္တဝိနာတစ်ဆင့်ကြားစကားပေါ်မှာခြေခံပြီးတော့လေမှန်တရားကိုရှာနေဘုရားပြောဒီလူကပြောတစ်ဆင့်ကြားစကားဆိုတဲ့အားပေါ်မှာခြေခံပြီးတော့လေမှန်တရားကိုရှာနေtradition လို့ခေါ်တဲ့အစဉ်အလာကျင့်သုံးလာတဲ့အစဉ်အလာယုံကြည်ချက်တွေနဲ့လည်းပဲမှန်တရားကိုရှာနေ။ဘာဖြစ်လို့လဲဆိုရင်တစ်ဆင့်ကြားစကားဆိုတာတွေကလည်းမှန်တာလည်းရှိမှားတာလည်းရှိဟုတ်ပြီမှလည်းဟုတ်တယ်ဟုတ်ရင်လည်းဟုတ်တယ်တေချာတော့မပြောနိုင် tradition လို့ဆိုတဲ့လူမျိုးတစ်မျိုးကအစဉ်အလာကျင့်သုံးလာတဲ့လက်ခံလာတဲ့အရာတွေမှန်တာလည်းရှိမှားတာလည်းရှိတေချာတော့မပြောနိုင်ဒါကြောင့်မို့အဲ့ဒါနဲ့ဆုံးဖြတ်တယ်မာဣတိခိရာယဒုယောကလာမိတာဒီလိုတဲ့လို့ပပုတ်လောက်တာနဲ့လည်းအမှန်တရားကိုဆုံးဖြတ်လို့မရဘူးတဲ့သူပြောတဲ့ပပုတ်ကမှန်ရင်လည်းမှန်မှားတယ်မှန်ဒီရအနေနဲ့လို့ဆိုနောက်တစ်ချက်ကမာပိဋကတံပဒာနေနာပိဋကဆိုတာကိုသင်ထားတဲ့စာကိုသင်ထားတဲ့စာနဲ့ကိုက်ညီတယ်ဆိုရုံနဲ့လည်းပဲအမှန်တရားကိုဆုံးဖြတ်နိုင်တော့စာထဲမှာဒီတိုင်းပါတာပဲစာအုပ်ထဲမှာဒီလိုရေးထားတာပဲဆိုတာနဲ့လည်းအမှန်တရားကိုဆုံးဖြတ်နိုင်ဘာဖြစ်လို့လဲဆိုစာအုပ်ထဲမှာရေးထားတာမှားတယ်လည်းမှားမှန်တယ်လည်းမှားဟုတ်ပြောလို့ရတယ်ကလေးခေတ်မှာနိုင်ငံတကာမှာအင်္ဂလိပ်ဘာသာနဲ့ရေးထားတယ်ဘုဒ္ဓဇင်ဆိုတဲ့ခေါင်းစဉ်တက်ထားတဲ့စာအုပ်တော်တော်များများကိုယ်ယူဝါဒတွေနဲ့ရောပြီးတော့ရေးထားတဲ့စာအုပ်တွေတော်များမြတ်စွာဘုရားရဲ့အာဘောအတိအကျမဟုတ်ဘဲနဲ့ကိုယ်ထင်ရမြင်ရရေးထားတာမျိုးတွေအများကြီးပဲရှိတယ်။ခေါင်းစဉ်တက်တာတော့ဘုဒ္ဓဇင်နဲ့ဒီစာအုပ်ထဲပါတယ်ဆိုပြီးတော့အကုန်လုံးစာအုပ်ထဲကပါတဲ့အတိုင်းနဲ့မှန်တယ်လို့ဒီလိုမတွေ့ရဘူးတဲ့ဗျာ။မှန်တရားရှာလို့မရဘူး။နောက်တစ်ခုကအမှန်တရားကိုရှာတဲ့နည်းတစ်နည်းရှိတယ် logic လို့ခေါ်တယ်။အဲဒီ logic ဆိုတဲ့နည်းနဲ့ရောအမှန်တရားကိုရှာလို့ရမှာ။ရှာလို့မရဘူးတဲ့မှန်တရားရှာ။ logic နဲ့ရှာလို့မရဘူး။ကြိုးကြောင်ဆင်ခြင်တဲ့မြတ်အဲ့ဒီနည်းစနစ်တစ်ခုဒီမှန်တဲ့ကမှန်တယ်မမှန်တဲ့ကမှန်ကြိုးကြောင်ဆင်ခြင်တယ်ဆိုတော့လူတိုင်းဟာတေကျိုးဖြစ်တယ်ဥပဆိုတဲ့လူဟာလူဖြစ်တယ်ဒါကြောင့်ဥပဟာတေကျိုးဖြစ်တယ်ဟောဒီချက်တော့မှန်တယ်တခြားနည်းနဲ့တခါတွေ့ပြီးတော့ရှိမှန်မြန်ငှက်ဒီဖြူတော့အယောင်ရှိတယ်ကိုဖြူတဲ့ငှက်တကောင်ကိုကြည့်ပြီးငှက်ဟာဖြူတယ်ဒါကြောင့်မို့ကြီးကန်းဒီဖြူတယ်လို့ဆိုမှားပါမယ်အဲ့လို logic နည်းနဲ့သင်ရင်တိုင်းတာလို့ရှိရင်လည်းအမှန်တရားဆိုတွေ့နိုင်တယ်ဉာဏ်နဲ့လည်းသုံးသပ်နိုင်တယ်ဒါကြောင့်ဘုရားရဲ့တရားတော်တွေအတ္တကဝါစရော logic နည်းနဲ့သိသက်သားလို့မရဘူးမှန်တရားတခါတည်းကျတော့ inference လို့ခေါ်တဲ့အနုမာနဆိုတာမှန်းဆပြီးတော့ကြည့်ဆိုပါတော့တရားပင်ကတရားဒီတစ်လုံးကိုဒီပင်ကတရားဒီကိုစွတ်ပြီးတော့စားကြည့်လိုက်တယ်တရားဒီကချင်းတဲ့တရားဒီတွေ့ပါတွေ့တဲ့အခါကျတော့ဒီတရားဒီချင်းတယ်လို့ကြားတဲ့တရားဒီတွေလည်းအကုန်အချင်းကြီးပဲလို့ဒီကုန်းဆွဲရင်မမှန်ဘူးချိုးတဲ့အသီးလည်းရှိတယ်ဒီလိုဒီဟာသတ္တများတယ်လို့မဟုတ်ချိုးတဲ့နေပြီးလည်းရှိသေးတယ်အဲ့ဒါမျိုးလို့ပေါ့ inference ဆိုတာလည်းပဲသိပြီးအမှန်တရားကိုရှာတဲ့အခါလုံလောက်တဲ့ဆုံးဖြတ်ချက်ကိုမပေးနိုင်ပါဘူး
အကျိုးကိုကြည့်ပြီးအကြောင်းကိုဆုံးဖြတ်တာအကြောင်းကိုကြည့်ပြီးတော့အကျိုးဆုံးဖြတ်တာဒါကိုအတုမာနလို့ခေါ်တယ် inference အဲ့ဒါနဲ့လည်းအမှန်တရားဆိုတာဆုံးဖြတ်လို့မရဘူးတဲ့လောကမှာအမှန်တရားကိုလူတွေလက်ခံနေကြတာဒါတွေပေါ်မှာအခြေပြုနေကြတယ်နောက်တစ်ခုကအာဂါရပရိဝိတက်ကဝိသန္နလို့ခေါ်တယ်ကျိုးကြောင်းဆင်ခြင်ပြီးတော့ဖြစ်ဒါတွေကတော့အကြောင်းနဲ့အကျိုးနဲ့စီလျော်တယ်လို့ဆိုပြီးတော့အမှန်တရားကိုရှာလို့မရဘူးတဲ့အဲ့ဒါလွယ်တဲ့အခါလွယ်သွားနိုင်တယ်ဒါကြောင့်သိကြတဲ့အရာမဟုတ်ဘူးနောက်တစ်ခုလူတွေကအမှန်တရားကိုရှာတဲ့အခါမှာမာနဲ့ရှာလို့ရှိဒိဋ္ဌိဒိဋ္ဌာနဲ့ခံပြီးတာကိုယ်ကအမျိုးမျိုးတွေးခေါ်ပြီးတော့တန်မြင့်တဲ့လို့ယူထားတဲ့အယူဝါဒနဲ့ကိုက်နေလို့ရှိရင်လက်ခံကြတယ်။ငါကြိုက်တဲ့အယူဝါဒနဲ့တွေ့ငါအချင်းနဲ့ကိုက်ငါအမြင်နဲ့တော့မှန်တယ်လို့ဆိုပြီးတော့ကိုယ်အမြင်လေးနဲ့မှန်လို့ရှိရင်မှန်တရားလို့ဒီလိုလက်ခံကြတယ်။အဲ့ဒါလည်းပဲစိတ်ချရတဲ့အရာတစ်ခုမဟုတ်ဘူး။နောက်တစ်ခုလူတွေကအမှန်တရားကိုရှာတဲ့အခါမှာဒါလေးကတော့မှတ်သားထိုက်တယ်ဟုတ်တယ်ယုတ်တိရှိတယ်ဆိုတာလေးနဲ့အမှန်တရားကိုလက်ခံကြတယ်ရှေ့ဆက်မစဉ်းစားဘူးဒါလည်းပဲစိတ်ချရတဲ့အကြောင်းတရားတစ်ခုမဟုတ်ဘူးနောက်ဆုံးတစ်ခုမြတ်စွာဘုရားကမာသနနောနောကတုဒီပုဂ္ဂိုလ်ကြီးကတော့တို့ရဲ့ဂုရုကြီးပဲဆရာကြီးပဲသူပြောတာတွေမှန်ရမယ်လို့ဒီလိုလဲပြောမှာဆုံးဖြတ်ဂုရုမဆရာဆရာပြောတာပဲဆရာစကားဆိုပြီးတော့မှန်တရားလို့ဒီမဆုံးဖြတ်ပါနဲ့အခုပြောခဲ့တဲ့အချက်တွေကအမှန်တရားကိုဆုံးဖြတ်တဲ့အခါမှာအာဟုယုံကြည်လောက်တဲ့အကြောင်းတရားတွေမဟုတ်ဘူးတဲ့မြတ်စွာဘုရားအာဟုယုံကြည်လောက်တဲ့အကြောင်းတရားဆိုကိုယ်တိုင်လက်တွေ့သိတဲ့ပုံမှာအခြေပြုပါကိုယ်တိုင်သိထားတဲ့အချက်ပုံမြတ်စွာဘုရားကဟောတယ်အေးလောဘဆိုတဲ့သဘောတရားဒေါသဆိုတဲ့သဘောတရားမောဟဆိုတဲ့သဘောတရားပြည့်ရှိသလားပြည့်မရှိဘူးလားအမှန်လို့ပြောရရင်ငရဲရှိသလားမရှိဘူးလားကိုယ့်အကိုစဉ်းစားကြည့်ငရဲရှိတာမရှိတာပြည့်ရှိတာမရှိတာဘာနဲ့တိုင်းတာဒေါသဖြစ်လာပြီဆိုလို့ရှိရင်ထင်ရှားတယ်ပြောကိုယ်စိတ်ထဲနှလုံးထဲမှာဒေါသဆိုတာဝင်လာတာနဲ့တိုင်းနဲ့စိတ်နှလုံးရဲ့အေးချမ်းမှုတွေလက်လို့ဆုံးရှုံးသွားတာဒေတာပေါ့ငြိမ်းချမ်းတဲ့စိတ်ကလေးကိုမှမရှိတော့ဘူးပင်ကိုတည်ငြိမ်တဲ့စိတ်ကလေးပြည့်စည်သွားအဲ့ဒါဒီမဲ့အဖြစ်ဖြစ်သွားပြီပေါ့ဒါဒီပဲဆိုးကျိုးခံရပြီပဲနောက်ဘဝငရဲရောက်တာမရောက်တာသာဒေါသဆိုတာလေးကဖြစ်လာတာကောင်းမလားမကောင်းဘူးလားစဉ်းစားကြည့်ဖြစ်လာတဲ့အချိန်ကနှလုံးသားကိုပူလောင်စေအရာရာကိုမချင်မနှက်ဖြစ်လာအတွေးတွေကလည်းပဲရိုင်းဆိုင်တဲ့အတွေးမျိုးတွေတွေးလာတယ်ဒေါသဖြစ်လာလို့ရှိရင်ပြုံးရှင်တဲ့မျက်နှာပျက်စီးသွားတယ်လူတစ်ကိုယ်လုံးအလားဆက်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 တုံးလာတယ်ပြင်းထန်လာလို့ရှိရင်ဟောတခါကပြောပြီးဆိုတဲ့အခါမှာလည်းကျင်နာတဲ့ဆရာလုံးမထွက်ဘူးတဲ့မကြောက်မနာတာစကားမျိုးကိုပြောရဲလာလုပ်တဲ့အလုပ်ကလည်းကိုယ့်အတွက်နေနာမဲ့အလုပ်တွေသူများအတွက်နေနာမဲ့အလုပ်တွေဟောဒါမျိုးတွေလုပ်အဲ့လိုဒေါသလက်တွေ့ကြကြစဉ်းစားပြီးတော့ကြည့်လိုက်လို့ရှိရင်သူများကိုလုပ်တာမလုပ်တာသာကိုယ့်ရဲ့နှလုံးသားနဲ့ဖြစ်လာတဲ့အချိန်ကစတည်ငြိမ်မှုတွေဆုံးရှုံးသွားတာကလူလည်းသိတယ်ပါမယ်။ဒါလည်းလို့ပျော်ရွှင်နေတာတွေဆုံးရှုံးသွားပြီ။ငြိမ်းချမ်းနေတဲ့စိတ်ကလေးဆုံးရှုံးသွားပြီ။နောက်ဆုံးမှာသွေးလိုယောဂရှိရင်သွေးတက်သွားမယ်။နှလုံးယောဂရှိတဲ့ဆိုအတက်ရသွားမယ်။ချက်ချင်းကြောက်တာဒါထင်ရှားတဲ့တာကအဲ့လိုကိုယ်တိုင်သိနေတာဒေါသကောင်းမလားမကောင်းဘူးလား
ကောင်းမှုကိုကိုယ်တိုင်ဆုံးဖြတ်ချက်ချရပြီ။ရသော်ပြားကအဲ့ဒါကိုပေါ်လို့ဖြစ်တယ်။တဘာဝတရားတွေဘယ်တရားကပဲဒေါသကောင်းတယ်လို့ဒီလုံးချင်တာတွေလို့အားရှိဝန်ခံလိုက်လို့ရှိရင်အပြစ်တွေကုန်ပြောက်တယ်။ဖြစ်ပြီးသားအပြစ်တွေဘယ်လိုလုပ်ကြောက်ဒေါသကြောင့်ဖြစ်လာတဲ့အကျိုးဆက်တွေဆုံးရှုံးပြီးသွားပြီနှလုံးသားထဲမှာအမုန်းတရားဝင်လာတဲ့ဒီဇိုင်းနဲ့အေးချမ်းတဲ့စိတ်နှလုံးတွေဆုံးရှုံးသွားပြီတည်ငြိမ်တဲ့စိတ်ကလေးတွေဆုံးရှုံးသွားပြီမပြောတဲ့နာတွေပြောမိသွားပြီမလုပ်တဲ့နာတွေလုပ်မိသွားပြီပြင်လို့ရမရတော့ဘူး What should be done cannot be undone လုပ်ပြီးရတဲ့လူကမလုပ်ဘူးလို့ပြောလို့မရတော့ဒီထဲကမှားခြင်းချွတ်ချော်တဲ့အားတစ်ခုဖြစ်သွားအဲ့တော့ဒီလောဘဒေါသဆိုတဲ့သဘာဝတရားမှာပြစ်ရှိလားမရှိဘူးလားပြစ်ဆိုတာဘာလို့မကောင်းတဲ့ကျိုးတွေပြီးအဖြစ်ပြီးပြစ်ရှိလားမရှိဘူးလားဆိုရှိတာပေါ့ပညာရှိတွေကရှင်းမသလားကဲ့ရလားကဲ့ရတာပေါ့ဒေါသကိုဘယ်သူမှမချီးမွမ်းဘူးဘယ်ပညာရှိကမှအေးဒေါသဆိုတော့ကောင်းတယ်စိတ်ဆိုးတာကောင်းတယ်ဘယ်သူမှမပြောဘူးပြောကြလို့ရှိရင်ဒီခန္ဓာစိတ်မဆိုးကြတဲ့တရားနဲ့တရားသိအောင်နေကြတယ်ဒါပဲပြောမှာလူကြီးကမင်းတို့ရံဖြစ်ကြတရားနဲ့တရားမတည့်ကြတဲ့မုန်းကြလို့ဘူးမှမဟုတ်ဘူးနော်အေးတို့တူပဲလောဘဆိုတဲ့သဘောတရားနဲ့စဉ်းစားကြည့်လောဘဆိုတဲ့သဘောတရားကကောင်းမလားလို့ကိုယ့်ကိုယ်ဆန်းစစ်ကြည့်ဒီလူဆိုတာလောဘတော့ရှိမှာပဲကိုယ်ပစ္စည်းကိုနှမျောတာကိုယ်ပစ္စည်းကိုလိုချင်တာကိုယ်သားမရဖို့ကိုယ်တတ်မဲ့တာကိုယ်မိသားစုကိုကိုယ်တွေ့တာဒါအပြစ်လားလို့မေးကြတယ်အပြစ်ဆိုဒီမှာမကောင်းတဲ့အကျိုးကိုလည်းဆောင်းတာနဲ့တင်ပေါ်ကဲလောဘရှိလို့ကိုယ်ပစ္စည်းကိုနှမျောတာကိုယ်ပစ္စည်းကိုတွေ့တာကိုယ်မိသားစုပေါ်မှာကိုယ်တွေ့တာအပြစ်မရှိဘူးလို့ထင်သလားဘယ်လိုအပြစ်ရှိတော့ဆိုရင်တွေ့ကြလို့ရှိရင်ဘာဖြစ်တော့ဆိုရင်တောကဖြစ်တယ်တောကဆိုတဲ့ဆိုးကျိုးကိုဘယ်သူကယူလာတာလဲဆိုလောဘကယူလာတာဒါအနည်းဆုံးပြစ်ပြီတွေ့ကြတဲ့နေရာမှန်လည်းတောကဆိုတာလာတာပဲတောကဆိုတာကောင်းတဲ့အရာလားဆိုကောင်းစိတ်ကူတဲ့ရရှိတဲ့ပုဂ္ဂိုလ်တွေပုံပြီးတော့ဆိုပြီးမိခင်မိဘတွေသာသမီတွေနဲ့ပတ်သက်လာအချိန်ကြာလို့အိမ်ပြန်မရောက်ဘူးဆိုလို့ရှိရင်တမျိုးမျိုးနဲ့အိမ်ပြောတာဖြစ်အမျိုးမျိုးတွေးတယ်အပြင်ထွက်သွားပြီဆိုရင်ဗာများဖြစ်လာမလို့ကားရှိတဲ့ပုဂ္ဂိုလ်ကလည်းကားမောင်းသမားနဲ့အပြင်ထွက်လိုက်ရပြီဆိုရင်ကားအိမ်ပြန်မရောက်မချင်းတိုက်ညာလာမှာလားမှောက်ညာလာမှာလားနဲ့တော့ကရှိမရှိတယ်တော့ကဖြစ်ပစ္စည်းရှိတဲ့ဆိုတာပစ္စည်းတွေကြောင်းကြသာသမီရှိတဲ့ပုဂ္ဂိုလ်သာသမီတွေကြောင်းကြအဲ့ဒါလောဘကပေးတဲ့ပြဿနာတွေပေါ့လောဘကပေးတဲ့ problem တွေပဲလောဘမရှိဘူးဆိုလို့ရှိရင်ဒါတွေငြိမ်းနေမှာပဲသိညာအဲ့ဆိုဘုရားဟောတာပိယတော်ဆိုင်တွေတော့ကိုရှင်းရှင်းလေးပဲချစ်ခင်တွေ့တာမှုဒီတောကကိုမွေးဖွားပေးတတ်သည်လူတွေကတော့ကြိုးစားတဲ့ဒီတောကကင်းမိုးရတဲ့ကြိုးစားတယ်တို့တော့တစ်ဖက်ကချစ်ခင်တွေ့တာမှုကြီးတော့မလျှော့ဘူးတောကပဲလျှော့ရမှာတော့အကြောင်းနဲ့အကျိုးကဆက်နေတာအဲ့ဒါဒီပြင်လေးကြက်ကဲဒီလောဘကို control လုပ်ရင်လည်းမလုပ်ဘူးဆိုလို့ရှိရင်ဒီလောဘကဘာဖြစ်လာတော့လို့ဆိုကိုယ်ပစ္စည်းလိုချင်တဲ့လောဘကြီးကိုယ်ပစ္စည်းတွေမကဘူးသူများပစ္စည်းကလိုချင်လာပြီဆိုရင်ဟောကြာဆုံးမှုတွေဖြစ်သွားခုံမှုတွေသူများတိုင်းမှုတွေကြာဆုံးမှုကျူးလွန်မှုတွေဟာဟောဒီလေလောဘကြောင့်ဖြစ်တယ်အဲ့တော့လောဘရဲ့အဖြစ်ကဘယ်လောက်ဖြစ်ညာအဲကြောင့်မလို့လောဘကိုပညာရှိတွေကဒီမကောင်းမှုလို့ပြောကြတယ်ဒါလည်းတွေ့တယ်မကောင်းဘူးလောဘမထိနိုင်ဘူးဆိုရင်သူပုဂ္ဂိုလ်ဒီတာမန်လူကောင်းတယောက်ကနေပြီးသခိုးလို့သမုတ်ခံရသခိုးဆိုတဲ့ဘဝရောက်သွားပြီဓ
မြဆိုတဲ့ဘဝမှာရောက်သွားပြီဘယ်သူကပေးလိုက်တဲ့နာမည်လဲဆိုရင်လောဘကပေးလိုက်တဲ့နာမည်အကယ်၍သာသူများပစ္စည်းလိုချင်တဲ့လောဘမျိုးမရှိဘူးဆိုရင်သူဒီတကိုးရမြဖြစ်ရောက်နိုင်ဘယ်နည်းမှမရထို့တူပဲမောဟဆိုတဲ့ဘာဝတရားရှိသူကရင်ရင်ကလေးရဲ့မောဟဆိုတာတွေ့ဝေးနေတာဘာမှပြဿနာမရှိဘူးလို့ဖြစ်မောဟကကိုပြဿနာရှိတယ်သူလုံးတဲ့နာရဲ့မလုံးတဲ့နာရဲ့သူမသိတော့ဘာတွေဖြစ်တယ်ဆိုမလုံးတဲ့နာတွေလုံးတယ်လုံးတဲ့နာကြတော့မလုံးတော့အဲ့တော့မလုံးတဲ့နာကိုလုံးလို့ရှိရင်အဖြစ်ဖြစ်တယ်လို့ပဲလုံးတဲ့နာကိုမလုံးနိုင်နေလို့ရှိရင်အဖြစ်တူတူပဲအဲ့ဒီနှစ်ခုလူတွေကတော့ထင်ကြတယ်ဒီလူကမလုံးတဲ့နာတွေလုံးတာကိုမလုံးတဲ့နာကိုလုံးနေတာအပြစ်လို့ထင်နေကြတာလုံးတဲ့နာမလုံးလို့ရှိရင်လည်းအပြစ်ပဲဆိုးရုံးနေတာကအတူတူပဲအဲ့ဒါဘယ်လိုကြောင့်ဒီလိုဖြစ်ရတာလဲဆိုမောဟကြီးဖြစ်မလုံးတဲ့နာကိုလုံးတယ်လုံးတဲ့နာကိုမလုံးဘုရားအတွက်ကြောင့်ဆုံးရှုံးနေတာမှုတွေညောင်များစွာဖြစ်လာတယ်စဉ်းစားကြည့်လိုက်တဲ့အခါကျတော့ဟောဒီလောဘတို့ဒေါသတို့မောဟတို့ဆိုတဲ့လူတွေရဲ့တဏ္ဍာမှာဖြစ်နေတဲ့သဘာဝတရားတွေကုသိုလ်လားအကုသိုလ်လားလို့ကိုယ်ကိုစမ်းစစ်ကြည့်ကုသိုလ်ဆိုတာကောင်းကျိုးချမ်းသာတွေကိုပေးတဲ့သဘောတရားအကုသိုလ်ဆိုတာမကောင်းကျိုးကိုပေးတဲ့သဘောတရားမကောင်းကျိုးဆိုကိုယ့်ရဲ့တဏ္ဍာမှာ problem တွေဖြစ်စေတရားနဲ့ကြောင့်မတူဘူး problem မျိုးမျိုးတက်စေအဲ့တော့အခြေဆုံးကြည့်လိုက်တဲ့အခါကျတော့ကောင်းကျိုးပေးတယ်မရှိမကောင်းကျိုးတွေပေးတာလောဘကလည်းမကောင်းတဲ့ကျိုးသက်ဆောင်တယ်ဒေါသကလည်းမကောင်းတဲ့ကျိုးသက်ဆောင်တယ်မောဟလည်းမကောင်းတဲ့ကျိုးသက်ဆောင်တယ်အဲ့ဒါမျိုးအကုသိုလ်အပြစ်ရှိတာအပြစ်ကင်းတာလို့ဆိုရင်ဖြစ်ဆိုတာသူများတွေကရှုတ်ချရမလားပြဿနာကိုမဖြစ်စေဘူးလားဖြစ်စေတဲ့တရားတွေကြည့်တယ်အဲကြောင့်ပြစ်ရှိတယ်ပညာရှိတွေကကဲ့ရဲ့ရှုတ်ချရမယ့်တရားလားပညာရှိတွေကချီးမွမ်းတဲ့တရားလားဆိုတော့တကယ်ပညာရှိတွေကရှုတ်ချတဲ့တရားတွေဒါတွေကမကောင်းဘူးလို့ရှုတ်ချတဲ့တရားတွေအဲ့ဒီတရားတွေကိုလက်ခံကျင့်သုံးနေတဲ့ပုဂ္ဂိုလ်တယောက်ဒီကောင်းကျိုးချမ်းသာရပါလားဆိုရင်မရဘူးဆင်းရဲဒုက္ခတွေရတယ်ဒါလက်တွေ့ကိုယ်ကိုယ်တိုင်စဉ်းကျင်စဉ်းစားလို့ရတယ်ပေါ်မှာဖြေထုတ်ဒီနေရာမှာ tradition နဲ့ဆုံးဖြတ်တာမဟုတ်ဘူးနော်စာပေကျမ်းဂန်နဲ့ဆုံးဖြတ်တာလည်းမဟုတ်ဘူး logic နည်းနဲ့တွေးပြီးပြောတာလည်းမဟုတ်ဘူးလက်တွေ့နည်းနဲ့ပြောတာခုနပြောတဲ့ inference ဆိုတဲ့အနုမာနလည်းမဟုတ်ဘူးကိုကြိုက်လို့ပြောတာလည်းမဟုတ်ဘူးမှတ်သားလိုက်တယ်ဆိုတဲ့အချက်ကြောင့်လည်းမဟုတ်ဘူးဆရာကြီးရဲ့စကားပဲဆိုတာလည်းမဟုတ်ဘူး tradition နဲ့မဆိုင်ဒါကြောင့်အမှန်တရားဆိုတာခုနပြောတဲ့ tradition တွေ propose တို့ ERC ဒါတွေလည်းဆုံးဖြတ်ရမယ်ဟာမဟုတ်ဘူးတဲ့ကိုယ်လည်းလက်တွေ့နဲ့ဆုံးဖြတ်ပါမြတ်စွာလောဘဒေါသမောဟဆိုတဲ့ဒီတရားတွေရှိနေတဲ့ပုဂ္ဂိုလ်တယောက်ဒီမကောင်းတာတွေလုပ်ပြီးဘလို့ကအမှန်တမ်းမှအရေးကြီးတယ်လုပ်တယ်ဆိုတဲ့ကမှားနေမှုတွေဖြစ်တယ်ကောင်းတယ်မကောင်းတယ်ဆိုတာနဲ့ပတ်သက်ပြီးအားနဲ့ဆုံးဖြတ်ကောင်းတယ်မကောင်းဘူးဆိုတာကိုကြိုက်တဲ့ကြိုက်နဲ့ဆုံးဖြတ်လို့မရဘူးကိုကြိုက်ရင်ကောင်းကိုမကြိုက်ရင်မကောင်းဘူးဒီလိုမဟုတ်ဘူးဓမ္မပဒမှာမြတ်စွာဘုရားကစံလေးပေးတယ်မကောင်းဘူးဆိုတာဘာပြောတာလဲမကောင်းဘူးဆိုတာနတ္တံကမ္မံကတံသာတုယံကတ္တဝအနိတ္တပတိယဘအတုလူကောရောဓံဝိပါကံပတိတိမကောင်းတဲ့အမှုဆိုတာဘယ်လိုမှယံကတ္တဝအနိတ္တလုတ်ပြီးတဲ့နောက်ကျတော့မှားလိုက်လေခြင်းဆိုပြီးစိတ်ထဲနှလုံးထဲမှာပူလောင်စေတဲ့အလုပ်မျိုးတဲ့မကောင်းဘူး
တုံ့ပြန်လာတဲ့အကျိုးတရားကိုခံစားရတဲ့အခါမှာလည်းကျိတ်မိတ်ပြီးတော့ငုံငိုယိုယိုနဲ့ကျိတ်မိတ်ပြီးတော့ခံစားရတဲ့အခါမျိုးဖြစ်ပေါ်စေတတ်တယ်အဲ့ဒါကမကောင်းဘူးလေကောင်းမှုဆိုတာကြတော့ဘယ်လိုဟာတော့တိသကမံကတံသာလူယံကတ္တဝနာလူတက်လုပြီးတဲ့နောက်မှာဘာမှမှားလိုက်တာလို့ပူပန်စရာမရှိဘူးလေအဲ့ဒီအလုပ်မျိုးကကောင်းတယ်ယတပတိကျော်သူမဲ့တော့ဝိပါကပတိပေအကျိုးတရားရောက်လာတဲ့အခါမှာလည်းဝမ်းမြောက်တဲ့တာပျော်ရွှင်စွာခံစားရတဲ့အခါမျိုးဒါကောင်းမှုကောင်းမကောင်းလဲကောင်းမှုနဲ့မကောင်းမှုမြတ်စွာဘုရားကအဲ့ဒါကိုစံထားပြီးတော့ဟောတာကာလမအယုဒ္ဓတွေမြတ်စွာဘုရားကချိပုဂ္ဂိုလ်ရဲ့လက်တွေ့ဆုံးကြတဲ့ဘယ်သူဟောတာမှန်တယ်ဘယ်သူဟောတာမှားတယ်လို့လုပ်နေတယ်ဒါတွေမစင်စားနဲ့လက်တွေ့နဲ့ဆုံးဖြတ်တယ်တစ်ဖက်ကမြတ်စွာဘုရားဟောတယ်ဒီလောဘနဲ့ဆန့်ကျင်မဲ့အာလောဘဒေါသရဲ့ဆန့်ကျင်မဲ့အာဒေါသမောဟရဲ့ဆန့်ကျင်မဲ့အာမောဟအာလောဘဆိုတာ generosity လောဘနဲ့ဆန့်ကျင်မဲ့သဘောတရားဆုံးလွတ်နိုင်တယ်ပေကနိုင်တယ်တွေ့တာမှုမရှိဘူးအာလောဘဆိုတဲ့အတွေ့အကြုံကင်းတဲ့သဘောကလေးဖြစ်လာပြီဆိုရင်စဉ်းစားကြည့်ပူပန်မှုကရောကြမတွေ့တာနဲ့ဒီတိုင်းနဲ့မပူပန်ဆိုပါစို့ပစ္စည်းဥစ္စာကိုသိနှမျောတဲ့ပုဂ္ဂိုလ်နှမျောတယ်ဆိုတော့ပုဂ္ဂိုလ်စီလေးကိုစုံစုံမဲ့မဲ့နဲ့သိတွေ့တာတဲ့ပုဂ္ဂိုလ်နဲ့ဘိုးပစ္စည်းပေါ်မှာအသုံးပြုအောင်လုပ်တဲ့သိမတွေ့တာတဲ့ပုဂ္ဂိုလ်အဲ့ဒီနှစ်ခုဟာသူပစ္စည်းကိုအကြောင်းပြုပြီးတော့တောကတွေ့တာတဲ့ပုဂ္ဂိုလ်ကတောကဖြစ်မတွေ့တာတဲ့ပုဂ္ဂိုလ်ကတောကမဖြစ်ဘူးဒီစီကမှဖြစ်ဘူးသိတွေ့တာလုံးလို့ရှိရင်တော့မိခင်နေတဲ့မှာလည်းသာသမီတွေပေါ်မှာသိချစ်တဲ့ပုဂ္ဂိုလ်ကအတွေ့အကြုံသိကြည့်လို့ရှိရင်တောကပို့ချီတချို့မိဘကမှန်သားတော့ပဲသာသမီတွေပေါ်မှာထားတဲ့မိခင်ဖခင်ကသိပြီးတောကမဖြစ်ဘူးပေါ့သူကသူရဲ့အရွယ်ရောက်ပြီဆိုပြီးတော့ဖြေသိနိုင်တယ်အာလောဘဆိုရင်ဒီသဘောတရားမိမိတဏ္ဍာမှာဖြစ်လာတဲ့ကြိုင်နဲ့ကောင်းတာတွေကိုစဉ်းစားတယ်အများကိုကူညီဖို့စဉ်းစားလာတယ်ပါဝန်းကျင်ကိုကူညီဖို့စဉ်းစားလာတယ်ဟောကောင်းတဲ့သဘာဝတရားတွေအဒေါသဆိုတာလေးပေါ်လာတာနဲ့ကြိုင်နဲ့မုန်းတိမှုဆိုတာမရှိဘူးအလုံးပေါ်မှာအကျိုးစီးပွားလိုလားတဲ့မေတ္တာဆိုတဲ့သဘောတရားလေးပေါ်လာမုန်းတရားကင်းတဲ့နှလုံးသားပိုင်ရှင်မှာသာဝရငြိမ်းချမ်းတယ်။အဲကြောင့်မို့လို့မေတ္တာအကျိုး7မျိုးလို့မြတ်စွာဘုရားဟောတာလေ။နှလုံးသားထဲမှာမုန်းတရားမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဟာဒီသာဝရငြိမ်းချမ်းနေတဲ့အတွက်ကြောင့်ချမ်းသာအိပ်စက်ချမ်းသာနေရလို့အိမ်နဲ့ဆိုးကင်းဆောင်ရင်းနှံများလူသားလေးဖြစ်နာပြီးဖြစ်ရဆိုတဲ့အကျိုးတရားရ။ဘာဖြစ်လို့ရတော့ဆိုသူကအေးစစ်ပြီးပဲလေအပူပင်သိမရှိသူများပေါ်မှာမုန်းတာကြည်တာမရှိသည့်အတွက်ကြောင့်သူစိတ်နှလုံးကအေးချမ်းနေတော့အိပ်တဲ့ကောင်မှလည်းချမ်းသာတာပဲအိယာနိုးတာလည်းအမုန်းမရှိသည့်အတွက်ကြောင့်ဘာမှဘယ်သူမှလည်းသူကမမုန်းဆိုတော့ဟောသူနှလုံးသားကအမြဲတမ်းအေးချမ်းအိမ်မဆိုးရင်အမုန်းတရားကင်းပြီးတော့ကြီးရင်အေးမြနေတဲ့နှလုံးသားပိုင်ရှင်စိတ်နှလုံးချောက်ချားွယ်ရာအိမ်မက်တွေဘယ်တော့မှနိုင်မဲရစားမမဲ့ဆောင်ခြင်းနာများလူသားလေးချစ်နာလေးချစ်မှာပေါ့အမုန်းတရားမရှိတဲ့နှလုံးသားပိုင်ရှင်ရဲ့မျက်နှာမှာစင်ပါဝရကြီးပြီးတော့နေတာမုန်းတိမှုရှိတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာကြတော့အဲ့ဒီလိုမဟုတ်ဘူးဘေးကလူကဆိုသိတာမျက်နှာကြည့်လိုက်တာနဲ့ဒါကြောင့်အရက်ထဲပြောတယ်ပေါ့သူ့လုံးစားစားနေတာကြည့်နိုင်မယ်ဆိုမျက်နှာကကျင်းမာနေတဲ့ပုဂ္ဂိုလ်ကြီးကျတော့ဟုတ်ကဲ့ဘာဝကျင်ကအလုံးလျောက်ကိုပေါင်းတယ်သူဘာလို့လဲသူမျက်နှာကလည်းကျင်းမာနေတာ
သူနှလုံးသားကလည်းဒီနေ့အေးချမ်းမှုမရှိသည့်အတွက်ကြောင့်ဘယ်သူကမှမပြောနိုင်ဘူးမပြောနိုင်တဲ့အတွက်ကြောင့်သူကဆက်ဆံရေးတွေကြာချစ်ခင်တဲ့ပုဂ္ဂိုလ်တွေနေတာဒါမျိုးကအမြဲတမ်းဆက်ဆံပြီးချိန်ရှားတဲ့ကိစ္စဒီအာရောဂဆိုတဲ့သဘာဝတရားဒေါသကိုဖယ်ရှားပြနိုင်ပါပြီအာရောဂဆိုတဲ့သဘာဝတရားကလည်းဒေါသကိုဖယ်ရှားပြနိုင်ဒေါသကိုဖယ်ရှားနိုင်လို့ရှိရင်အာရောဂထူထောင်ရကိုယ့်ရဲ့စိတ်နဲ့ဒေါသကိုအမုန်းတရားကိုဖယ်ရှားပြခြင်းလို့ရှိရင်လည်းအာရောဂဆိုတဲ့မေတ္တာတရားအဖြစ်ရဲ့နှလုံးသားထဲမှာဒီဆောက်ရဒီဆောက်ခြင်းဖြင့်သာဖယ်ရှားပြနိုင်ယောဂဖြစ်ရင်ဘာလို့อ่ะထိုယောဂပြောက်တဲ့ဆေးတောက်အောင်ဆေးကလည်းယောဂကိုဖယ်ရှားနိုင်တာတို့တူပဲတဘာဝတရားတွေမှာလည်းအပြန်အလှန်နေရှိတယ်ယောဂကိုဖယ်ရှားခြင်းအာရောဂကိုဒီဆောက်ရမယ်သူတို့နှစ်ခုကအလင်းနဲ့အမောင်လိုပဲတူတူမနေဘူးအမောင်ရှိနေအလင်းရှိဘူးလင်းရှိနေအမောင်ရှိဘူးပြန်ပြီးမဖြစ်နိုင်အာရောဂဒီလောဘကိုဖယ်ရှားဖြစ်တယ်အာဒေါသဆိုတဲ့မေတ္တာတရားဒီဒေါသကိုဖယ်ရှားဖြစ်တယ်အာမောဟဆိုတဲ့ဉာဏ်ပညာဒီမောဟဖယ်ရှားဖြစ်နိုင်တယ်ဆိုတော့ဒီအာလောဘအာဒေါသအာမောဟဆိုတဲ့သဘာဝတရားတွေဟာဒီလိုရဲ့ဉာဏ်နဲ့နှလုံးထဲမှာဖြစ်လာပြီဆိုရင်ကောင်းကျိုးချမ်းသာတွေဖြစ်ပေါ်တယ်အာမောဟအတိတ်ကဉာဏ်ပညာသဒ္ဒရာမှာအာမောဟကနေမောဟကိုဖယ်ရှားပြလိုက်ရင်သူပုဂ္ဂိုလ်ဒီလုံးတဲ့မလုံးတဲ့ရှင်းရှင်းကြီးမြင်လာမြင်သည့်အတွက်ကြောင့်မလုံးတဲ့တာကိုသူရှောင်တဲ့လုံးတဲ့တာကိုလုံးတယ်လုံးတဲ့တာလုံးသည့်အတွက်ကြောင့်ကောင်းကျိုးချမ်းသာတွေရတယ်မလုံးတဲ့တာကိုမလုံးသည့်အတွက်ကြောင့်ကောင်းကျိုးချမ်းသာတွေရတယ်။ဒါအာမောဟရဲ့ဆင်းရဲဒါကြောင့်မို့လို့အလောဘအရောဂအမောဟဆိုတဲ့ဒီသဘာဝတရားတွေကဆိုးကျိုးကိုပေးတဲ့အကုသိုလ်လားကောင်းကျိုးကိုဖြစ်ပေါ်စေတဲ့ကုသိုလ်လားလို့ဆိုတော့ကိုယ့်အကိုစဉ်းစားကြည့်တာပညာရှိတွေခဲ့ရတဲ့တရားလားချီးမွမ်းတဲ့တရားလားဆိုလူတွေကချီးမွမ်းတဲ့တရားပဲပညာရှိတွေချီးမွမ်းတဲ့တရားပဲလက်တွေ့လက်ခံကျင့်သုံးလိုက်မယ်ဆိုရင်ကောင်းကျိုးချမ်းသာတွေရစေနိုင်တဲ့တရားတွေပဲလို့ဆိုတော့အဲ့ဒီသုံးဖြတ်ချက်ဒီ tradition နဲ့လည်းမဆိုင်ဘူး PRC ဆိုတဲ့သင်ကြားစကားနဲ့မဆိုင်ဘူးပရမရာဆိုတဲ့ tradition နဲ့လည်းမဆိုင်ဘူး ETPR ဆိုတဲ့ report နဲ့လည်းမဆိုင်ဘူးပိဋကသံပဒါနလို့ခေါ်တဲ့စာပေကျမ်းဂန်နဲ့လည်းဆိုင်တာမဟုတ်ဘူးစာရဲပါလို့ဆိုတာနဲ့လည်းမဟုတ်ဘူးlogic နည်းနဲ့စဉ်းစားဆင်ခြင်တာလည်းမဟုတ်ဘူးအနုမာနနည်းနဲ့စဉ်းစားဆင်ခြင်တာလည်းမဟုတ်ဘူးအကြောင်းကျိုးဆင်ခြင်ပြီးတော့အကြောင်းပြတာလည်းမဟုတ်ဘူးတကယ်ကိုသဘာဝကိုကကိုယ်ပိုင်ဉာဏ်နဲ့သိနိုင်တဲ့သိတာတဲ့အချက်အကြီးပဲဖြစ်ပါလေအဲ့ဒါပြောကြတော့မြတ်စွာဘုရားဒီကာလမယောကသူတွေကာလမခေတဗုဒ္ဓယောကသူတွေကာလမမျိုးသားတွေတန်တရားဖြစ်နေတာကိုယ့်ဟာကိုယ်ပိုင်ဉာဏ်နဲ့ဆုံးဖြတ်ပြီးလောက်ရမှာပါလဲလို့ဆိုရင်မကောင်းဘူးလို့သိရင်ဆုံးဖြတ်ကောင်းတယ်လို့သိရင်လက်ခံခြင်းတော့ဘုရားနဲ့လုပ်တယ်ရသော်ဘုရားကရွေးချယ်ရမယ့်လမ်းလေးကိုကာလမအမျိုးသားတွေကိုလမ်းညွှန်ချက်ပေးအမှန်တရားကိုရှာတဲ့အခါမှာတရားစေဆိုတဲ့စကားစကားနဲ့လည်းမရှာနဲ့ tradition ဆိုတာလည်းမရှာနဲ့စာပေကျမ်းဂန်နဲ့လည်းမရှာနဲ့ကိုယ်ပိုင်ဉာဏ်နဲ့ရှာဒါမြတ်စွာဘုရားလမ်းညွှန်တယ်ဆရာစကားဆိုပြီးတော့လည်းလက်ခံမထားကိုယ်ပိုင်ဉာဏ်နဲ့ရှာလိုက်လို့အဖြေထွက်လာနေတယ်အဖြေကဘာထွက်တုံးဆိုရင်မကောင်းဘူးလို့ဖြေခဲ့ရင်ချက်ချင်းဆုံးယောဂလူတွေကအလုပ်မဟုတ်ဘူးလေမကောင်းမှန်းတော့သိတာပဲဒါလေးကတို့ရဲ့ tradition နဲ့ဟောစွမ်းနိုင်ဘူးဘုရားမြတ်ဒါတို့ tradition အစင်အလာယုံကြည်ချက်ကြီးဒါတော့စာလဲပါလားဒါလေးကတော့
ယုတ်တိရှိတာပဲကြောင်းကျိုးညီညွတ်တာပဲဆိုပြီးတော့လက်ခံတာမြတ်စွာဘုရားအဲ့လိုမဟုတ်ဘူးမမှန်ဘူးမကောင်းဘူးလို့သိလိုက်တာနဲ့တည်းနဲ့ဆွန့်လိုက်ပါအေးကောင်းတယ်လို့သိလို့ရှိရင်လက်ခံချက်တော့မှနောက်နေ့ချမ်းသာနေပါမယ်။အော်လူတွေကတော့အဲ့လိုမဟုတ်ဘူးကောင်းမှန်းမသိဘူးကောင်းမှန်းမသိရှင်းတော့ကျတော့လက်တော့မြတ်စွာဘုရားလမ်းညွှန်ချက်ကမှန်တရားကိုရှာဖွေပြီးတွေ့လာလို့ရှိရင်မှန်မှန်သိရင်ချက်ချင်းဆုံးမှန်မှန်သိရင်ချက်ချင်းလက်ခံကျင့်တော်လို့ဒါလူတရားအတွက်ကိုယ်တည်းကိုယ်ဒီအတွက်ဒါလုံလောက်နေသို့တော်မြတ်စွာဘုရားကာလမတ်တုံမှာဆက်ဟောတယ်လူဆိုတာတဲ့တယောက်တည်းနေတာမဟုတ်နယ်လုံးမိသားစုနဲ့နေဆိုဆိုင်ရှိကိုယ်မိသားစုရှိတယ်လို့ပါဝင်ခြင်းကဆွေမျိုးသားချင်းတွေရှိတယ်မိတ်ဆွေသင်္ကားရှိအပေါင်းအသင်းနဲ့နေတာကြိုက်တော့ချက်အပေါင်းအသင်းနဲ့နေတဲ့အခါကျတော့ဘယ်လိုနေရမလဲဆိုတဲ့လမ်းညွှန်ချက်ကိုမြတ်စွာဘုရားဒီတုတ်တံမှာဆက်ပြီးဘယ်လိုနေရမလဲလို့ဆိုရင်အပေါင်းအသင်းနဲ့မှနေလို့ရှိရင်လူတွေကြားထဲမှာနေအမုန်းတရားကိုဖယ်ရှားပြပြီးကိုယ် society member တွေရဲ့ကောင်းကျိုးချမ်းသာကိုလိုလားတဲ့ဆရာအများကောင်းကျိုးကိုမှဆောင်ရွက်နေဆိုတဲ့စိတ်လေးကိုရမှာအဲ့ဒါကိုမေတ္တာလို့ခေါ်အဲ့ဒီမေတ္တာတရားနဲ့ society မှာနေပါအဲ့ဒီလိုမေတ္တာတရားနဲ့နေတဲ့အချိန်မှာဒုက္ခရောက်လာတဲ့ပုဂ္ဂိုလ်တွေနဲ့တွေ့လာတယ်ဒုက္ခရောက်လာတဲ့ပုဂ္ဂိုလ်ကြအဲ့ဒီဒုက္ခကလွတ်ရလွတ်ကြောင်းဝိုင်းဝန်းကူညီဖြေရှင်းပေးပါကရုဏာနဲ့society ထဲမှာတချို့ကအောင်မြင်ကြီးပွားနေတဲ့ပုဂ္ဂိုလ်တွေရှိအဲ့လိုအောင်မြင်ကြီးပွားလာတဲ့ပုဂ္ဂိုလ်တွေကြဝမ်းမြောက်လိုက်ပါတဲ့ appreciate it try ဘောပေါက်ပြီးဝမ်းမြောက်ဝမ်းသာဖြစ်ပါမဖြစ်ရင်ပါဖြစ်ခြေလာဖြစ်မနာလိုဝန်လိုမှုတွေဖြစ်တာမေတ္တာမထားနိုင်ဘူးဆိုလို့ရှိရင်အမုန်းတရားတွေကိုယ့်ရဲ့နှလုံးသားထဲမှာရောက်လာတာနဲ့တရားနဲ့အကျဉ်းသားတရားဆိုတာမလာတော့ဘူးကြီးပွားလာတဲ့ပုဂ္ဂိုလ်နဲ့တွေ့လည်းပဲဝမ်းသာမှုဆိုတာမဖြစ်ဘူးမဖြစ်ရင်စီလုံးညီညွတ်ရေးဆိုတာဘယ်လိုမှမရဘူးဒီကနေ့ကမ္ဘာလောကလူတွေမှာမေတ္တာကရုဏာမုဒိတာဒီတရားတွေမပွားများပဲနဲ့ကမ္ဘာကြီးငြိမ်းချမ်းရေးကိုရှားဘယ်တော့မှမသိနိုင်ဘူးကမ္ဘာငြိမ်းချမ်းရေးမပြောနဲ့မိသားစုတွေတော့ငြိမ်းချမ်းရေးမလုပ်နိုင်ဒီတရားမပါဘူးဒီတရားပါမှသာနဲ့စိတ်မှန်တဲ့ငြိမ်းချမ်းရေးဆိုတာရနိုင်တယ်ကိုယ်ကိုယ်တိုင်းကိုကပထမငြိမ်းချမ်းကိုယ်ကိုယ်တိုင်းငြိမ်းချမ်းခြင်းပါလို့ဆိုရင်ပါဝင်ခြင်းကပုဂ္ဂိုလ်ရဲ့အကျိုးကိုလိုလားပါမေတ္တာဆင်းရဲဒုက္ခရောက်လာတဲ့ပုဂ္ဂိုလ်ကိုကူညီပါကရုဏာချမ်းသာလာတဲ့ပုဂ္ဂိုလ်ကိုဝမ်းမြောက်ဝမ်းသာဖြစ်ပါမုဒိတာကဲဒီလောကဆိုချမ်းသာတာလည်းသူတန်တဲ့သူပဲဆင်းရဲတာလည်းသူတန်တဲ့သူပဲစိတ်လှုပ်ရှားမှုကင်းကင်းနဲ့အေးအေးချမ်းချမ်းနေခြင်းနဲ့ဆိုရင်တော့ဥပိ္ပခာရဲ့သဘောတရားကမြန်မာလူမျိုးတွေမှာဥပိ္ပခာကိုအဓိပ္ပာယ်ဆောင်လွှဲနေသူကသိပြီးဟောပြတယ်မေတ္တာလည်းပဲအစပါပဲကရုဏာလည်းပါပဲမုဒိတာလည်းပါဥပိ္ပခာဆိုတဲ့သဘောတရားကလူဆိုတာသူကံနဲ့ဖြစ်တာဆဲသွားရင်လည်းငါဆဲရမလားလို့စိတ်မဆိုးဥပိ္ပခာမှာဒါရောက်ပြီးတော့ချီးမွမ်းပြီးတော့အကူကြီးပေးတယ်။အော်ဒီကောင်ကတော်တယ်ငါ့ဘုံမှာချီးမွမ်းပေါ်ရတယ်။ငါ့ကိုကူကြီးပေါ်ရတယ်ဆိုပြီးတော့လည်းဝမ်းသာ။ဆိုလိုတာကစိတ်ကအလွန်ကြည်ငြိမ်တဲ့ပုဂ္ဂိုလ်အနေအထားမျိုးကိုပြစ်တာလို့ခေါ်။စိတ်ကဒါကြည်ငြိမ်စိတ်ဓာတ်သာကြည်ငြိမ်တာလုံးဆယ်ရှိတာတော့လုံးနေ။ဆိုပါတော့တတော်ဟာအကူကြီးလိုလေတရားကဆဲပြီးတော့ခိုင်းစိတ်ဆိုးလုပ်ပြီး
တရားကချော့ပြီးတော့ခိုင်းဝမ်းသာလုပ်ပြီးအဲ့ဒါဥပိ္ပခာဝမ်းသာတယ်လို့စိတ်ဆိုးနေတယ်လို့ဆိုတာကစိတ်က balance မရှိတော့တည်ငြိမ်မှုမရှိတည်ငြိမ်မှုမရှိတဲ့သဘောကိုပြဥပိ္ပခာမှာတည်ငြိမ်မှုမရှိဘူးဆိုတာမရှိဒါကြောင့်ဥပိ္ပခာကိုဘာသာပြန်တဲ့အခါကျတော့ equanimity လို့ပြန် calmness mental calmness စိတ်ဓာတ်တည်ငြိမ်နေစိတ်ဓာတ်တည်ငြိမ်နေတာကအခုမြန်မာတွေကဘယ်လိုလေးပဲကောက်လဲဆိုလို့ရှိရင်ဥပိ္ပခာဆိုတာအေးကိုလည်းမတည့်တဲ့လူဒီကောင်မခေါ်မပြောနေတယ်ဥပိ္ပခာဥပိ္ပခာခေါ်မပြောသူစကားလည်းပြောမဟုတ်တော့ပြဥပိ္ပခာဒီလိုဟုတ်အဲ့ဒီဥပိ္ပခာတမျိုးအဲ့ဒီမော်မြတ်တဲ့ဟာဟုတ်မော်မြတ်တဲ့ဥပိ္ပခာဆိုတာသူလုံးတာကိုခီးဆိုင်ပြီးတော့မနေဘူးလုံးတဲ့နာတော့ဓမ္မတကယ်ပြီးဆဲလည်းခီးမဆိုင်ဘူးလုံးတဲ့နာတော့နော်ချီးမွမ်းနေရင်လည်းခီးမဆိုင်ဘူးလုံးတဲ့နာတော့လုံးတဲ့နာကိုလုံးပြီးစိတ်ဓာတ်ကတော့တည်တည်ငြိမ်ငြိမ်ထားအဲ့ဒါမှတကယ်ဥပိ္ပခာလုံးတဲ့နာတော့ဆိုလိုတာကဥပိ္ပခာဒီတတ္တဝါတွေကိုလိတိရှုတာမဟုတ်ဘူးပုဂ္ဂိုလ်ကိုလိတိရှုတာမဟုတ်ဘူးတဲ့ပုဂ္ဂိုလ်လုံးတဲ့အပြုအမူကိုလိတိရှုဒီပြောနေတာတွေပြောလို့ရှိဒီမဆိုင်ဘူးငါလုံးတဲ့နာငါလုံးပါအဲ့ဒါမှဖြစ်တယ်။ရသော်ဘုရားရှင်ကိုရောမြတ်ကကြည့်ရင်ဝတ္တကေဒေဝတ္တတိသသောရိအင်္ဂုလိမာမေဝတ္တကေဒေဝတ္တတိရသော်ဘုရားကိုတတ်ဖို့ကြိုးစားတဲ့ဒေဝတ္တသောရိအင်္ဂုလိမာမေနောက်ကဓာကြီးနဲ့ခုတ်လို့လိုက်တဲ့အင်္ဂုလိမာမေဓနပါလာဆိုတဲ့နာလာဂီရိစင်ကြီးထိုးတာလို့လာတဲ့နာလာဂီရိစင်ကြီးရာဟုလာသားတော့အဲ့ဒီ၄ယောက်ပေါ်မှာစိတ်ဓာတ်အတူညီအောင်ထားနေတယ်စဉ်းစားလို့ရှိဘုန်းကြီးတို့တွေထားနိုင်မှာအားလည်းတဏှီတွေကိုစိတ်ထားနိုင်တယ်အဲ့ဒါဥပိ္ပခာခွဲခြားပြီးတော့မမြင်တော့ဘူးတတ်ဖို့ဓာချမ်းပြီးတော့လိုက်နေတဲ့ဒီဒီမာလာနဲ့သားတော်ရာဟုလာခွဲခြားပြီးမမြင်ဘူးတူတူပဲထားတယ်စိတ်ဓာတ်ကြည်ငြိမ်နေဘာဖြစ်လို့မြတ်စွာဘုရားစိတ်ဓာတ်ကြည်ငြိမ်လို့ဆိုဘုရားကလောဘမှာမရှိတာဒေါသမှာမရှိတာဘယ်လိုက်တယ်ဆိုတာလောဘလိုဒေါသလိုပဲလိုက်တာလောဘဒေါသမောဟကပဲလိုက်တာလောဘဆိုရင်ဘယ်လိုက်ပြီးသံဃာကတိဒေါသဆိုရင်လည်းဘယ်လိုက်ပြီးဒေါသကတိအမှန်တည်းရင်လည်းဘယ်လိုက်တယ်မောဟကတိကြောက်လို့ဘယ်လိုက်တယ်ဒေါသကတိပဲရကတိဟောအဂတိ၄ပါးဆိုဒီမှာလောဘဒေါသမကင်းတဲ့ပုဂ္ဂိုလ်တွေမှာလောဘဒေါသရိမ့်နိုင်မှုလို့ဆိုလောဘဒေါသကင်းတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ငြိမ်နေဘယ်လားဖြစ်နေဒီ equanimity အမြဲတမ်းတိမှတ်တည်ငြိမ်နေတာဟိုဘက်အစွမ်းဒီဘက်အစွမ်းလှုပ်ရှားခြင်းနဲ့မရှိဘူးတိမှတ်တည်ငြိမ်သွားတာအဲ့ဒီလိုဖြစ်အောင်မေတ္တာကရုဏာမုဒိတာဆိုတဲ့တရားတွေပွားများပြီးတဲ့အခါအဖြစ်အမြင်ဆုံးဖြစ်တဲ့ဥပိ္ပခာတရားပွားရတယ်အဲ့ဒီလိုဥပိ္ပခာတရားပွားလိုက်ပြီဆိုရင်ဒီပုဂ္ဂိုလ်ကတကယ်သူတော်စင်ဖြစ်သွားအလုံးမြင့်မြတ်သွားပြီစိတ်တွေမေတ္တာဆိုတဲ့နှလုံးသားကနည်းနည်းစိတ်လှုပ်ရှားမှုရှိနေနေသူကအကျိုးစီးပွားတွေတတ်တော်တွေချမ်းသာကြပါစေဆိုတဲ့သူကလှုပ်ရှားမှုတွေရှိကရုဏာနဲ့ကနာတဲ့စိတ်ဆိုတော့စိတ်လှုပ်ရှားမှုတွေတခုမုဒိတာကလည်းဝမ်းသာတာဆိုစိတ်လှုပ်ရှားမှုတွေတခုငြိမ်းချမ်းမဟုတ်ဘူးအဲ့ဒါတွေကသိချာစဉ်းစားကြည့်ပေါ်ကိုယ်စိတ်တွေကိုဝမ်းသာနေတာရင်စိတ်ဒီကနာနေတဲ့စိတ်တွေဝမ်းသာနေတဲ့စိတ်တွေဖြစ်တဲ့အခါမှာဘယ်လိုနေစိတ်ငြိမ်းချမ်းမှုရှိလှုပ်ရှားမှုတွေပါ emotion တွေရှိဥပိ္ပခာကြတော့ emotion ဆိုတော့လုံးဝမရှိတော့ဘူး balance ဖြစ်နေငြိမ်းနေအဲ့ဒီလိုငြိမ်းနေတာပို့ပြီးတော့ဆင်တန်းနေတယ် society မှာနေတဲ့အခါမှာအဲ့ဒီမေတ္တာကရုဏာမုဒိတာဥပိ္ပခာနဲ့နေပါ
မြတ်စွာဘုရားရွေးချယ်ရတဲ့လမ်းတစ်ခုဒါဘယ်တရားဘယ်ဘာသာလို့ပြောတာမဟုတ်ဘူးလူတိုင်းကျင့်သုံးနိုင်တရားကြီးရှိတယ်နော်မှန်ပါဗျာဒီနောက်တစ်ခုမြတ်စွာဘုရားဟောတဲ့နေရာမှာခုနကအမှန်တရားကိုရှာဖွေပြီးပေးတယ်ကိုယ်ပိုင်ဉာဏ်နဲ့ရှာလို့အဖြေတွေ့တယ်မကောင်းဘူးလို့ဖြေသေးရင်ပဲကောင်းတယ်လို့ဖြေသေးရင်ကျင့်သုံးသုဒ္ဓယိမနေတဲ့အခါမှာမေတ္တာကရုဏာမုဒိတာပြည့်စုံနေပြီဟောဘဝကိုယ်ဘောဒီလျှောက်ဖို့ရတယ်ညာလုံတော့လူတယောက်ပဲလုံတော့ဒါပေမဲ့ပြဿနာလေးတစ်ခုကကျန်နေတယ်မဖြေရှင်းနိုင်တဲ့ပြဿနာကျန်နေအားကျန်နေလို့အဲဘုန်းကြီးတို့တွေစဉ်းစားကြည့်နောင်ဘဝဆိုတာဘယ်လိုဖြစ်အောင်မှာဒီလိုလည်းကြနိုင်သိပ္ပံတော်လည်းကြရနောင်ဘဝဆိုတာရှိတယ်မရှိတချို့ကမရှိဘူးဟောတယ်တချို့ရှိတယ်ပေါ့ဘာသာတရားတွေမှာနော်တချို့ဘာသာနောင်ဘဝရှိတယ်တချို့ဘာသာနောင်ဘဝမရှိဘူးကဲရှိတယ်မရှိဘူးကိုလည်းသိနိုင်တယ်ဘာလို့လဲကဲတချို့ဘာသာပြောတယ်အကုသိုလ်ကိုလုပ်ထားတဲ့အကုသိုလ်တွေကကိုခံရမယ်လို့ပြောတယ်တချို့ဘာသာကျတော့ကိုခံကြမလို့ထာဝရဘုရားရှိခိုးထောက်ပြီးတော့တောင်းပန်နိုင်လို့ရှိရင်အကုသိုလ်တွေကဆင်းဆိုတာတွေအကုန်လွတ်သွားအဲ့ဒါလို့ကွဲလွဲချက်တွေရှိနေပြီပဲကြာမိမိတို့ကိုယ်ပိုင်ဉာဏ်နဲ့ခုနကလောဘဒေါသမောဟအလောဘအဒေါသအမောဟကိုတွေးတောဆင်ခြင်လို့ဆင်ခြင်သုံးသပ်လို့ရတဲ့အဖြေမျိုးရနိုင်ပါမလားရနိုင်နော်ဒီလိုဘဝနောက်ဘဝကိုလွတ်ပြီးတော့ဖြေရှာနောက်ဘဝဖြေဖို့မှလားမဖြစ်ဘူးကိုလုပ်ရတဲ့အကုသိုလ်တွေအကျိုးခံရအောင်မှလားမခံဘူးလားအကုသိုလ်တွေကအကျိုးပေးတယ်လားမပေးဘူးလားဆိုတာဒီနဲ့တတ်တယ်လားအဖြေမထုတ်နိုင်ဘူးလေအဲ့ဒီလိုအဖြေမထုတ်နိုင်တဲ့အခါမှာမြတ်စွာဘုရားတေချာတာလို့ဆိုပြီးမှအဖြေမထုတ်နိုင်တဲ့အခါကျတော့တေချာတဲ့လမ်းကိုရွေးခိုင်းတာဘယ်လိုရွေးမလို့ကဲကောင်းပြီငါဒီဘဝလူတော်လူကောင်းဖြစ်အောင်နေလိုက်လူတော်လူကောင်းဆိုတဲ့စံနဲ့ကတ်ဒီဘဝလူတော်လူကောင်းဖြစ်အောင်နေလိုက်လူတော်လူကောင်းဖြစ်အောင်နေလိုက်လို့ရှိရင်နောက်ဘဝရှိတယ်ဆိုရင်လည်းပဲ okay ပဲနောက်ဘဝငါကောင်းတဲ့ဘဝရောက်နောက်ဘဝမရှိဘူးဆိုလည်း okay ပဲပါလို့လူကောင်းမှာပါကဲဆက်ဆက်လုံးမကောင်းဘူးလားကောင်းပါဘူးဒီဘဝမှာကိုယ့်ကိုလူတော်လူကောင်းဖြစ်အောင်လုပ်ခြင်းဖြင့်နောက်ဘဝရှိရင်လည်းကောင်းတဲ့ဘဝရောက်ဖို့သိရတယ်နောက်ဘဝမရှိဘူးဆိုလည်းငါဒီဘဝလူကောင်းမယ်ဟောတစ်ဖက်ကောင်းတဲ့ညီကိုတွေ့ကဲအကုသိုလ်တွေတချို့အကျိုးပေးတယ်လို့ပြောတယ်တချို့ကလည်းconfession လုပ်လိုက်ရင်အကုသိုလ်ကအကျိုးမပေးဘူးလို့ပြောတယ်ဘယ်ဟာကမှန်မလို့ကိုဆုံးဖြတ်တယ်မဆုံးဖြတ်နိုင်လို့ရှိရင်သိကြတာတော့အကုသိုလ်ဘယ်လိုပဲနေလိုက်ပေါ့လေဟုတ်တယ်သူကပဲသူများတက်တာလို့ရှိရင်မဲကြီးတယောက်ကမကြည့်ဘူးပြောတယ်ဆိုကဲမတာပဲနေလိုက်ပေါ့မတာပဲနေလိုက်တော့အားဖြင့်ကိုယ့်ကဒီဘဝမှာလည်းချမ်းသာတာနေရတယ်အကုသိုလ်ကအကျိုးပေးတယ်ဆိုရင်လည်းကိုယ်ကမတတ်တဲ့အတွက်ကြောင့်အကျိုးပေးတယ်မရှိဘူးဒီအကုသိုလ်ဆိုတာမရှိပါဘူးလို့ပြောတဲ့ပုဂ္ဂိုလ်ရတယ်ကိုယ်ကလုံးဝမလုပ်တာတော့မလုပ်ချင်းကြောင့်လည်းကိုယ်မှမရှိဘူးအကျိုးမပေးခြင်းကြောင့်လည်းကိုယ်မှမရှိဘူးဟောတစ်ဖက်လည်းကောင်းပါဟုတ်တယ်အကုသိုလ်ကိုကိုယ်တိုင်ကလောက်မှမလုပ်တဲ့အတွက်ကြောင့်အကုသိုလ်ကအကျိုးပေးတယ်ဆိုလို့ရှိရင်ကိုယ်ကမလုပ်တဲ့အတွက်ကြောင့်အကျိုးပေးပါဘူးဒီချို့ပုဂ္ဂိုလ်တွေအကုသိုလ်ကအကျိုးမပေးပါဘူးအကုသိုလ်ဆိုတာမရှိဘူးဆိုလို့ရှိရင်အကုသိုလ်မရှိဘူးဆိုရင်ပုံမှန်ကြတာပေါ့ကိုယ်တိုင်ကလည်းလုပ်လည်းမလုပ်ဘူးမရှိလည်းမရှိဘူးဆိုတော့တစ်တော့မကောင်းဘူးလားအဲ့ဒါကာလမတ္တမှာမြတ်စွာဘုရားဘဝခရီးမှာရွေးချယ်တယ်မြတ်စွာဘုရားကငါတရားကောင်းတယ်လို့မဟုတ်ဘူးဘဝခရီးလျှောက်တဲ့အခါမှာသံတရားဖြစ်เสียကြုံလို့ရှိရင်ဒီလမ်းကနေရွေးချယ်ပြီးတော့ရှားအောင်လုပ်တယ်အဲ့တော့ဘဝမှာငါဆလို့ဆလောင်ဖြစ်နေเสียမလိုဘူး
အခုမြတ်စွာဘုရားခင်းပြီးတော့ပြီးတော့ဩဝါဒလမ်းကြောင်းတိုင်းရှောက်လို့ရှိရင်တို့ကငရဲကြီးတယ်လားငရဲမကြီးဘူးလားငါလောက်ကောင်းလားမလောက်ကောင်းဘူးလားမေးတယ်ဘာမှမလုပ်တော့ဟုတ်ကဲ့လောက်ကောင်းလားမလောက်ကောင်းဘူးလားနဲ့မေးတယ်လေဘာမှမလုပ်ဘူးအပြစ်ဖြစ်တာဆိုရင်မလောက်ကောင်းမလောက်ရဘူးဒီလေလောဘဒေါသမောဟနဲ့ဆိုရင်ကောင်းအလောဘအဒေါသအမောဟနဲ့ဆိုရင်ကောင်းလောက်ကောင်းလောက်ကောင်းအဲ့ဒီသူကရှိပြီသဘာဝပဲမြတ်စွာဘုရားဟောတာသဘာဝကိုဟောတာမိဆိုတာတော့လည်းနေပေါင်း1500လဲပူတာပဲဒီကနေ့လည်းပူတာပဲနောက်လည်းပူအောင်ပါပဲဘယ်သူကင်ကြီးကတော့တော့မှာပဲပူစေမှာပဲမြတ်စွာဘုရားဟောတဲ့ဓမ္မဆိုတာ natural law the law of nature ဘယ်သူမှပြောင်းလဲပြလို့မရတဲ့သဘာဝတရားကြီးကိုမြတ်စွာဘုရားਇਸ ကာလဘုရားကတွေ့ဒီတရားဘုရားကခံစင်းတာသောရမမြတ်စွာဘုရားဗုဒ္ဓအနေနဲ့ခံစင်းတာတစ်ခုမှမရှိဘူးသဘာဝတရားကိုသိမြင်တာတွေ့ရှိတာအဖြစ်ကြီးတွေ့ရှိတာသဘာဝတရားကိုသိအဲ့ဒီတွေ့ရှိတဲ့တရားဘုန်းကြီးတို့တွေနိုင်နိုင်ရှင်းလို့ဆိုပြီးတော့ကာလမတော့မြတ်စွာဘုရားကဟောကြားတာဖြစ်ပါတယ်အဲ့ဒီမြတ်စွာဘုရားဟောကြားတဲ့သုတ်တံကိုပဲရှင်းလင်းပြီးတော့ညမှာလို့ဘဝခရီးမှာရွေးချယ်ရမယ်လမ်းလို့အမည်ပေးပြီးတော့ဟောတဲ့တရားဒီနေရာမှာပဲဒီဆုံးဖြစ်ပါတယ်။ဒါကြောင့်မို့မြတ်စွာဘုရားရွေးချယ်ပေးတဲ့လမ်းကနေလျှောက်ပြီးတော့ငြိမ်းချမ်းသာယာတဲ့နောက်ဆုံးမှာအေးချမ်းဆုံးဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုယ်စီကိုယ်ကမြတ်မောမှုနိုင်ကြပါစေကုန်သတည်း။သာဓုသာဓုကိုယ်ရတဝါများစွာအေးရန်กว่าချမ်းသာကြပါစေမေတ္တာဤချမ်းသုံးပါးဖြံ